Hello สวัสดีค่ะอารมณ์เป็นมิงกลาบาเช่นมาบีบาตินตันเต็ดนี่เลยมีได้รู้ตัวๆများရှိတယ်ဗောနော်มาบีကဘာတင်တန်းတက်လဲဆိုတော့လိုက်ကြည့်ပေးကြပါအောင်ရှင်ဒီတင်တန်းတက်မယ်ဆိုလို့ရှိရင်စရင်ကြိုတွင်းပေးရတာဗောနော်ကိုကနှုတ်တပတ်တက်မယ်ဆိုလို့ရှိရင်ဒီတပတ်စရင်ကြိုတွင်းပေးရတယ်มาบีကတပတ်နှစ်ပတ်လောက်ကြိုတွင်းထားတာဗောနော်ကိုလာတက်မနေ့လဲစိတ်ကိုတွင်းထားတဲ့စရင်တို့အရင်လာပြပေးရတယ်ပြီးမှသူတို့အခန်းတို့ခေါ်သွားပေးတယ်ရှင်ဘာတင်တန်းတက်လဲဆိုတော့မုတ်လုတ်တင်တန်းတက်တယ်ရှင်အခုတော့အခန်းရောက်ပါပြီအခန်းဆက်ဆက်ရောက်ချင်းသူတို့ပြင်ဆင်ထားတဲ့ပစ္စည်းကရိယာတွေတပုံဖြစ်ဖြစ်ပြီးတော့ဖြစ်တပုံရောက်ထားခိုင်းတယ်လူဆောင်ပြီဆိုတော့တယောက်နဲ့တယောက်စပြီး mix set နေကြပါပြီဒီတင်တန်းတက်ရင်ထိုက်ဆာမတက်လဲတက်လို့ရအောင်နော်မပြီးလဲထိုက်ဆာမတက်ပါဘူးသူတို့ကမီနူးနာမျိုးထုတ်ထားပေးတယ်အင်္ဂလိပ်မီနူးနဲ့ထိုင်းမီနူးနဲ့ထုတ်ထားပေးတယ်ရှင်းပြတဲ့အချိန်ကကြောက်ကိုကထိုင်းလိုနားလဲပေးရတယ်ဗောနော်မြန်မာနိုင်ငံကနေလဲလာတက်လို့လည်းရှိတယ်အဲ့ဟာကကြောထိုင်းလိုမနားမလဲဘူးဆိုလို့ရှိရင်သူတို့အင်္ဂလိပ်လိုမျိုးလည်းရှင်းပြပေးတယ် foreigner လည်းများတယ်ဒီတင်တန်းတင်ပေးတာတရက်တည်းကိုစာတွေ့လက်တွေ့မီနူးနာ10အပြတ်တင်ပေးတယ်ကိုလည်းအစတုန်းကတရက်တည်းကိုမီနူးနာ10တတ်ပါမလားပြီးရောပြီးပါမလားဆိုပြီးစိုးရိမ်မိတယ်ဒါပေမဲ့သူတို့တင်ပေးတာကကြောသူ့အချိန်နဲ့သူကန်တက်ထားတော့အချိန်ခဏလေးနဲ့ပဲပြီးသွားတယ်တင်တန်းအချိန်သူတို့ကန်တက်ပေးတာမနေ့10နာရီည9နာရီအဲ့လိုကန်တက်ထားပေးတယ်ဒါပေမဲ့သူတို့ကန်တက်ထားပေးတဲ့အချိန်နဲ့မပြီးပါဘူးည6နာရီခွဲလောက်မှပြီးတာပါသူတို့တင်ပေးတဲ့အချိန်မှာတခုချင်းစီကိုသူတို့လုတ်ပြပေးတယ်ပေါ့နော်လုတ်ပြပြီးမှကိုယ်တိုင်ချက်ချင်းပြန်လုတ်ခိုင်းတယ်ဒီတင်တန်းကမုတ်အမျိုးအစားအပိုင်းနဲ့ခွဲထားပေးတဲ့20ပိုင်းရှိတယ်ဗောနော်ကိုကဘယ်အပိုင်းတက်ချင်လဲဆိုလို့ရှိရင်ကြိုတင်စရင်တွင်းလို့ရတယ်ရှင်မပြီးခါကျတော့နှစ်ပိုင်းပဲတဲဖြစ်သေးတယ်အဲ့နှစ်ပိုင်းကဘာတွေတက်လဲဆိုလို့ရှိရင်ပုံမုတ်ရဲ့တပိုင်းပြီးခါကျတော့ကုကီနဲ့တပိုင်းဗောနော်နှစ်ရက်တက်ဖြစ်တယ်ရှင်တင်တန်းခါတော့တပိုင်းနဲ့တပိုင်းမတူဘူးဗောနော်တင်တန်းနာမည်တော့ Cooking Test Studio လို့ခေါ်ပါတယ်သူတို့တင်ပေးတဲ့အချိန်မှာကိုကလိုက်မမီဘူးဆိုလို့ရှိရင်သူတို့တယောက်ချင်းစီခေါ်ရင်မှပြန်တင်ပေးတယ်ဒီဆရာတယောက်ပဲတင်ပေးတာမဟုတ်ပါဘူးဘေးမှာဆရာမတွေလည်းရှိတယ်သူတို့လိုက်ကြည့်ပေးတယ်ဆရာမတွေလည်းအရန်တဘောကောင်းတဲ့စိတ်ရှိတယ်ပေါ့နော်သူတို့တင်တန်းကနှခမ်းရှိတယ်တခါတော့6ယောက်ပဲထားတယ်သူတို့တင်တန်းကနှခမ်းရှိတယ်တခါတော့6ယောက်နဲ့ထားပေးတယ်တကယ်လို့ကိုကလောက်တာမမီလိုက်ဘူးမတိလိုက်ဘူးဆိုလို့ရှိရင်ချက်ချင်းပြန်မေးလို့ရတယ်သူတို့ကတယောက်ချင်းစီခေါ်မှပြန်တင်ပေးတယ်ပေါ့နော်မုံလို့တဲ့နဲ့ပတ်သက်ပြီးတခါမှအတွေ့အကြုံမရှိသေးတဲ့လို့ဆိုလို့ရှိရင်သူတို့ကတေချာလေးကိုလိုက်ပြီးတင်ပေးတယ်ပေါ့နော်အဲ့ထက်မှလည်းကိုလည်းပါတယ်ပေါ့နော်မုံလည်းမထီတွေ့ရတာလည်းတော်တော်ကြာပြီး10နှစ်လောက်ရှိပြီခုမှပြန်ပြီးစားလုပ်ကြည့်တယ်လုပ်ရင်နဲ့ပြီးသွားတယ်မုတ်ကတော့ဘယ်လိုထွက်လာတော့မသိသေးဘူးလိုက်ကြည့်ပြုံးနော်ဖုတ်တဲ့အချိန်ကကြောသူတို့ကိုယ်တိုင်ဖုတ်ပေးတယ်ပေါ့နော်ကိုကမဖုတ်ရဘူးပါလို့ဆိုလူများတယ်မုတ်ခါကြောကိုနံပါတ်နဲ့ကိုရှိတယ်ဗောနော်ဒါကကြောထမင်းစားချိန်ရောက်ပါပြီတဝက်လောက်ပြီးပြီတကယ်လို့ကိုကအိမ်ပြန်ပြီးပြန်လုပ်ကြည့်တာအစီမပြေဘူးဆိုလို့ရှိရင်သူတို့စီရဖုန်းဆက်ပြီးမေးသွားလို့ရတယ်တင်တန်းနဲ့လောက်ထားတာနဲ့ကိုပြန်လောက်တာဘယ်လိုမှမတူဘူးဗောနော်ဘာလို့ဆိုအဗန်တွေနဲ့မတူဘူးဒီတင်တန်းတက်ရင်ဘာတွေလိုအပ်လဲဆိုတော့ဘာမှမလိုအပ်ဘူးရှင်ပစ္စည်းကရိယာတွေဘာတွေသူတို့အကုန်လုံးပြင်ဆင်ထားပေးတယ်ကိုကသွားတက်ရုံပဲပေါ့နော်ဆရာတင်ပေးတဲ့အတိုင်းလိုက်လုပ်ဆရာမလို့ပေါ့နော်ကို idea ရှိတယ်လို့လုပ်လို့ရတယ်အခုတော့အကုန်လုံးပြီးပါပြီဖုတ်ပဲကြံတယ်မုတ်ခါကြောကိုနံပါတ်နဲ့ကိုရှိတယ်ပေါ့နော်မုတ်ကလေးတော့ရလာပါပြီမွေးလိုက်တာအခုတော့ပြီးတော့ပါပြီကိုမုတ်ကလာရွေးကြတယ်ဓာတ်ပုံလာရိုက်ကြတယ်ကိုမုတ်ကိုစီထုံနေကြရေပေါ့နော်ဒါမဲ့ဒီမုတ်ကသူတို့အကုန်လုံးပေးပြန်တယ်မီနူးနာ10တော့မုတ်တော့တော်တော်လေးကိုများတယ်ပေါ့နော်ကိုလည်းပြန်ချိန်ရောက်ပါပြီ